အမျိုးသားတယောက်ရဲ့လက်ထွားထဲကနေရုတ်တရက်ဆိုသလိုအသားပိုလိုမျိုးအာယုံချန်လက်တံအများပြားထွက်ပေါ်လာပါတယ်။သူဟာအဲ့ဒီလက်တံတွေကိုအတင်းဆွဲနှုတ်ပစ်ဖို့ကြိုးစားပြီးမြဲမလုပ်ရသေးခင်မှာပဲဖူးရည်လက်မောင်းမှာအေးယာမှာအခြေခေးကြီးတစ်ခုဖောင်ကြွလာပါတော့တယ်။သူဟာအလွန်အမင်းထိတ်လန့်သွားပြီးကချီးတလက်ကိုအမြန်ကောက်ကင်ကအရှိပြားကိုဟိဖျက်လိုက်ပါတယ်။သူ့ကိုတုံ့လှုပ်သွားစေတာကတော့သူ့ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာမင်းမောင်နေတဲ့ကင်ဆာချိတ်လိုတတဝါဆန်းတစ်ခုကြီးထွားနေတာကိုတွေးလိုက်ရတာပါပဲ။အဲ့ဒီအချိန်မှာသူဟာနာကျင်မှုကိုတောင်ဂယုမဆိုင်နိုင်တော့ပဲလက်နက်ကိရိယာတွေကိုအသုံးပြုပြီးအဲ့ဒီအရာကိုအထင်ဘက်ကိုအိမ်တိုက်အားတိုက်ရွှေ့ထုတ်ပါတော့တယ်။နောက်ဆုံးမှာတော့အဲ့ဒီအရာကိုသူ့လက်မောင်းထဲကနေအတင်းအတန်မှဆွဲထုတ်နိုင်ခဲ့ပါတယ်။သူဟာအဲ့ဒီတတဝါဆန်းကိုဖန်ဖလင်းထဲမှာအမြန်ပိတ်လောင်လိုက်ပြီးကြွက်သေးတကောင်ကိုယူကအဲ့ဒီတတဝါရဲ့အပေါ်မှာဖြည်းဖြည်းချင်းချိတ်ဆွဲပြလိုက်ပါတယ်။အဲ့ဒီတတဝါဟာပွင့်ချက်တစ်ခုလိုဖြန့်ကားထွက်လာပြီးကြွက်တကောင်လုံးကိုထလုတ်တဲနဲ့ဝါမျိုးပစ်လိုက်ပါတယ်။ဒီတတဝါရဲ့အန်ဒီရဲ့ရှိပုံကိုတတိပြုမိသွားတဲ့အမျိုးသားဟာသူ့ကိုရေခဲတီတာထဲမှာထည့်ပြီးတောက်ခတ်ထားလိုက်ပါတယ်။ဒါပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့အင်းနီနာချင်းကကလေးတယောက်ဟာမြေရောက်ခံကနေတဆင်သူ့ရဲ့အိမ်ထဲကိုတိတ်တဆိခိုးဝင်လာခဲ့ပါတယ်။အဲ့ဒီကလေးဟာအိမ်ထဲကထူးဆန်းတဲ့အပင်တွေကိုမြင်တဲ့အခါသူမြင်သမျှအရာအလုံးကိုယူသွက်စွာနဲ့လိုက်လံရိုက်ခွဲဖျက်ဆီးပါတော့တယ်။တအိမ်လုံးကိုဖလူရဲရဲဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီကောင်လေးဟာသူ့ရဲ့ဖုန်းကိုထုတ်ပြီးအောင်နိုင်သူတယောက်လိုမျိုးတယောက်တည်းတရက်ဆက်ရိုက်ပါတော့တယ်။ရုတ်တရက်ဆိုသလိုသူဟာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူရေခဲတီတာတစ်ခါကိုဖွင့်လိုက်တဲ့ခဏမှာပဲအထက်ကတတဝါဆန်းကသူ့ကိုအငိုက်ဖမ်းတိုက်ခိုက်ပြီးရေခဲတီတာတွေကိုအတင်ဆွဲသွင်းသွားပါတော့တယ်။အမျိုးသားတယောက်ရဲ့လက်ထွားထဲကနေရုတ်တရက်ဆိုသလိုအသားပိုလိုမျိုးအာယုံချန်လက်တံအများပြားထွက်ပေါ်လာပါတယ်။သူဟာအဲ့ဒီလက်တံတွေကိုအတင်းဆွဲနှုတ်ပစ်ဖို့ကြိုးစားပြီးမြဲမလုပ်ရသေးခင်မှာပဲဖူးရည်လက်မောင်းမှာအေးယာမှာအခြေခေးကြီးတစ်ခုဖောင်ကြွလာပါတော့တယ်။သူဟာအလွန်အမင်းထိတ်လန့်သွားပြီးကချီးတလက်ကိုအမြန်ကောက်ကင်ကအရှိပြားကိုဟိဖျက်လိုက်ပါတယ်။သူ့ကိုတုံ့လှုပ်သွားစေတာကတော့သူ့ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာမင်းမောင်နေတဲ့ကင်ဆာချိတ်လိုတတဝါဆန်းတစ်ခုကြီးထွားနေတာကိုတွေးလိုက်ရတာပါပဲ။အဲ့ဒီအချိန်မှာသူဟာနာကျင်မှုကိုတောင်ဂယုမဆိုင်နိုင်တော့ပဲလက်နက်ကိရိယာတွေကိုအသုံးပြုပြီးအဲ့ဒီအရာကိုအထင်ဘက်ကိုအိမ်တိုက်အားတိုက်ရွှေ့ထုတ်ပါတော့တယ်။နောက်ဆုံးမှာတော့အဲ့ဒီအရာကိုသူ့လက်မောင်းထဲကနေအတင်းအတန်မှဆွဲထုတ်နိုင်ခဲ့ပါတယ်။သူဟာအဲ့ဒီတတဝါဆန်းကိုဖန်ဖလင်းထဲမှာအမြန်ပိတ်လောင်လိုက်ပြီးကြွက်သေးတကောင်ကိုယူကအဲ့ဒီတတဝါရဲ့အပေါ်မှာဖြည်းဖြည်းချင်းချိတ်ဆွဲပြလိုက်ပါတယ်။အဲ့ဒီတတဝါဟာပွင့်ချက်တစ်ခုလိုဖြန့်ကားထွက်လာပြီးကြွက်တကောင်လုံးကိုထလုတ်တဲနဲ့ဝါမျိုးပစ်လိုက်ပါတယ်။ဒီတတဝါရဲ့အန်ဒီရဲ့ရှိပုံကိုတတိပြုမိသွားတဲ့အမျိုးသားဟာသူ့ကိုရေခဲတီတာထဲမှာထည့်ပြီးတောက်ခတ်ထားလိုက်ပါတယ်။ဒါပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့အင်းနီနာချင်းကကလေးတယောက်ဟာမြေရောက်ခံကနေတဆင်သူ့ရဲ့အိမ်ထဲကိုတိတ်တဆိခိုးဝင်လာခဲ့ပါတယ်။အဲ့ဒီကလေးဟာအိမ်ထဲကထူးဆန်းတဲ့အပင်တွေကိုမြင်တဲ့အခါသူမြင်သမျှအရာအလုံးကိုယူသွက်စွာနဲ့လိုက်လံရိုက်ခွဲဖျက်ဆီးပါတော့တယ်။တအိမ်လုံးကိုဖလူရဲရဲဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီကောင်လေးဟာသူ့ရဲ့ဖုန်းကိုထုတ်ပြီးအောင်နိုင်သူတယောက်လိုမျိုးတယောက်တည်းတရက်ဆက်ရိုက်ပါတော့တယ်။ရုတ်တရက်ဆိုသလိုသူဟာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူရေခဲတီတာတစ်ခါကိုဖွင့်လိုက်တဲ့ခဏမှာပဲအထက်ကတတဝါဆန်းကသူ့ကိုအငိုက်ဖမ်းတိုက်ခိုက်ပြီးရေခဲတီတာတွေကိုအတင်းဆွဲသွင်းသွားပါတော့တယ်။